တည်ဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့ကြောင့်ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တဲ့လုပ်ငန်းတွေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်ဒီလိုမိဘပြည်သူများအနေနဲ့လည်းဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအခြေပြစာဒီလိုချမ်းမှုကြောင့်ထိခိုက်ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့တရင်ပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစင်နေမျိုးက96ယောက်စကိုင်းမြို့မှာ18ယောက်ကြောက်စင်မှာ30ယောက်စုစုပေါင်း144ယောက်တေဆုံးကြောင်းနဲ့ဒါရရတော့နေပြီးတော့ကောင်းစင်နေမျိုး432ယောက်စကိုင်းမြို့မှာ300ရောက်တယ်ကြောက်စင်မြို့မှာတော့CC10အားလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တည်ဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့ကြောင့်ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တဲ့လုပ်ငန်းတွေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်ဒီလိုမိဘပြည်သူများအနေနဲ့လည်းဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအခြေပြစာလုပ်ဖို့ရှိတဲ့ကြောင့်တက်တဲ့တော့ဘောင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလုပ်ပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ဒီမအကူအညီများပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးကြရပဲအာဟာစင်တာနေပြီးတော့လက်ပြန်မှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်မှာကိစ္စပစ္စည်းပို့ဖို့ကာလနာရှိတယ်ကြဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။အဲ့တော့မိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မိဘပြည်သူများမဆိုငါ့ကိုကူညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်